စကားပြောရချင်ပေမဲ့ grammar ပုံသင်နည်းမရလို့စိတ်ညစ်နေပြီလားဒါဆိုရင်တော့ဒီ video လေးကတင့်အတွက်ပါပဲဒီနေ့ video လေးထဲမှာတော့ YouTube ကအသုံးဝင်ဆုံးနေ့စဉ်သုံး speaking practice တွေကိုမျှပေးသွားမှာဖြစ်ပါရှင်နံပါတ်1ကတော့ I'm looking forward to ပြီးတော့နောက်ကကိုပြောချင်တာလေးလိုက်ထည့်ပေးလို့ရရပေါ့နော်သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကကြတော့ကွက်လက်ဖို့မျောလင့်နေတယ်ကွက်လက်ဖို့မျောလင့်ဆောင်စားနေအဲ့လိုမျိုးလေးအဓိပ္ပာယ်ရပါရှင်ပို့ပြီးတော့နားလည်သွားအောင်ဥပမာလေးတွေကိုကြည့်ကြည့်ကြမယ် I'm looking forward to meeting you မင်းတို့တွေ့ဆုံဖို့မျှော်လင့်ဆောင်စားနေတယ် meet ဆိုတာကကြောင့်တွေ့ဆုံတယ်ပေါ့နော်သူ့ကို ing ပေါင်းပေးထားတာပဲဖြစ်ပါရှင် meeting you ဆိုတာကကြောင့်မင်းကိုတွေ့ဆုံတာပေါ့နော် I'm looking forward to meeting you မင်းကိုတွေ့ဆုံဖို့မျှော်လင့်ဆောင်စားနေတယ် I'm looking forward to the weekend စနေတနင်္ဂနွေနေ့ကိုမျှော်လင့်ဆောင်စားနေတယ် weekend ဆိုတာကကြောင့်စနေတနင်္ဂနွေနေ့ကိုပြောရဖြစ်ပါရှင် I'm looking forward to the weekendစနေတနင်္ဂနွေနေ့ကိုမျှော်လင့်ဆောင်စားနေတယ် I'm looking forward to starting my new job ကျွန်တော်အလုပ်အသစ်ကိုစဖို့မျှော်လင့်ဆောင်စားနေတယ် start ဆိုတာကစတင်ပြီးပေါ့နော်သူ့ကို ing ပေါင်းပေးထားပြီးဖြစ်ပါရှင် new job ဆိုတာကကြောင့်အလုပ်အသစ်ကိုပြောတာပါ I'm looking forward to starting my new job ကျွန်တော်အလုပ်အသစ်ကိုစတင်ဖို့မျှော်လင့်ဆောင်စားနေတယ် I'm looking forward to visiting Bagan next year နောက်နှစ်မှာပကံကိုအလေသွားဖို့မျှော်လင့်ဆောင်စားနေတယ် visit ဆိုတာကကြောင့်အလေသွားသည်အလေအပတ်သွားသည်ပေါ့နော်သူ့ကို ing ပေါင်းပေးထားပြီးဖြစ်ပါ next year ဆိုတာကကြောင့်နောက်နှစ်လာမယ့်နှစ် I'm looking forward to visiting Bagan next year လာမယ့်နှစ်မှာပကံကိုအလေသွားဖို့မျှော်လင့်ဆောင်စားနေတယ်နံပါတ်2ကကြောင့် I was wondering if ပြီးတော့နောက်ကကိုပြောချင်တာလေးလိုက်ထည့်ပေးရတယ်ပေါ့နော်သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကကြောင့်ကွက်လက်ဖြစ်နိုင်မလားလို့ဘာကွက်လက်ဖြစ်နိုင်မလားသိချင်ပါရဲ့ဒီလိုမျိုးလေးအဓိပ္ပာယ်ရပါရှင်ပို့ပြီးနားရတော့အောင်မလေးကိုကြည့်ကြမယ် I was wondering if you could help me with this ကျွန်တော်ကိုဒါလေးကူညီပေးနိုင်မလားသိချင်ပါရဲ့ help ဆိုတာကကြောင့်ကူညီသည်အကူအညီပေးသည်ပေါ့နော် I was wondering if you could help me with this ကျွန်တော်ကိုဒါလေးကူညီပေးနိုင်မလားသိချင်ပါရဲ့ကိုကတယောက်စီကနေပြီးအကူအညီတောင်းချင်တဲ့အခါဆိုလို့ရှိရင်ဒီလိုမျိုးလေးပြောလို့ရပါရှင် I was wondering if you had some free time today မင်းဒီနေ့အချိန်နဲ့တော့အောင်မလားသိချင်ပါရဲ့ free time ဆိုတာကကြောင့်အားလက်တဲ့အချိန်အားရဲ့အချိန်ပေါ့နော် today ဆိုတာကကြောင့်ဒီနေ့ကိုပြောရဖြစ်ပါတယ် I was wondering if you had some free time today မင်းဒီနေ့အချိန်နဲ့တော့အောင်မလားသိချင်ပါရဲ့ I was wondering if I could borrow your pen ကျွန်တော်မင်းရဲ့ဘောပင်လေးငှားလို့ရမလားသိချင်ပါရဲ့ borrow ဆိုတာကကြောင့်ကိုကသူတစ်ပါးစီကနေပြီးတော့ချင်းငှားတာပေါ့နော် I was wondering if I could borrow your pen ကျွန်တော်မင်းရဲ့ဘောပင်လေးငှားလို့ရမလားလို့သိချင်ပါရဲ့ I was wondering if there is a discount on this ဒါက short စီလေးရှိမလားလို့သိချင်ပါရဲ့ discount ဆိုတာကကြောင့် short စီကိုပြောရဖြစ်ပါရှင် I was wondering if there is a discount on this ဒါက short စီလေးရှိမလားလို့သိချင်ပါရဲ့နံပါတ်3ကကြတော့ is no use plus ing သူရဲ့မြန်မာလိုအဓိပ္ပာယ်ကကြတော့ကွက်လက်နေတဲ့အဖို့ပဲအဲ့လိုလုံးနေတဲ့အသုံးမဝင်ဘူးဒီလိုမျိုးလေးအဓိပ္ပာယ်ရပါရှင်ပို့ပြီးတော့နားလေသွားအောင်ဥပမာလေးကိုကြည့်ကြည့်ကြမယ် It's no use trying to fix this phone ဒီဖုန်းပြင်မှုစူးစမ်းနေတဲ့အဖို့ပဲ fix ဆိုတာကကြောင့်ပြုပြင်တည်ပြင်ဆင်တည်ပေါ့နော် try ဆိုတာကကြောင့်စူးစမ်းတည်လို့အဓိပ္ပာယ်ရပါတယ်သူ့ကို ing ပေါင်းပြီးတော့ perfect ing ပုံစံပြောင်းထားရပဲဖြစ်ပါရှင် It's no use trying to fix the phone ဒီဖုန်းပြင်မှုစူးစမ်းနေတဲ့အဖို့ပဲ It's no use complaining about the weather ရာသီဥတုနဲ့ပတ်သက်ပြီးတော့မကျေမနပ်ပြောနေတဲ့အဖို့ပဲ complain ဆိုတာကကြတော့မကျေမနပ်ပြောတာညှိညူတာပေါ့နော် weather ဆိုတာကကြတော့ရာသီဥတု It's no use complaining about the weather ရာသီဥတုနဲ့ပတ်သက်ပြီးတော့မကျေမနပ်ပြောနေတဲ့အဖို့ပဲ It's no use waiting he isn't coming စောင့်နေတဲ့အဖို့ပဲသူကလာမှာမဟုတ်ဘူး wait ဆိုတာကကြတော့စောင့်ဆိုင်သည်ပေါ့နော်သူ့ကို ing ပေါင်းပြီးတော့ perfect ing ပုံစံပြောင်းထားပဲဖြစ်ပါရှင် It's no use waiting he isn't coming စောင့်နေတဲ့အဖို့ပဲသူကလာမှာမဟုတ်ဘူး It's no use arguing with someone who won't listen နားမထောင်တဲ့သူနဲ့ငြင်းခုန်နေတဲ့အဖို့ပဲ argue ဆိုတာကကြောင့်ငြင်းခုန်တာကိုပြောရဖြစ်ပါရှင် It's no use arguing with someone who won't listen နားမထောင်တဲ့သူငြင်းခုန်နေတဲ့အဖို့ပဲနံပါတ်4ကကြတော့ how about ပြီးတော့ကိုပြောချင်တာလေးကိုလိုက်ချက်ပြီးလို့ရတယ်ပေါ့နော်သူကကြောင့်တခြားလူရဲ့အထင်အမြင်ပေါ့နော်ဒီလိုဆိုရင်ကောင်းမလားအဲ့လိုမျိုးမေးတဲ့အခါသုံးပါရဲ့ဒီလိုလုပ်ရင်တော့ဘယ်လိုလဲပေါ့နော်ပို့ပြီးတော့နားလေတော့ဥပမာလေးကိုကြည့်ကြည့်ကြမယ် How about going for a walk လမ်းလျှောက်ထွက်ငေါဘလို့လဲ walk ဆိုတာကကြောင့်လမ်းလျှောက်ထွက်ဒီလမ်းလျှောက်ဒီပေါ့နော် How about going for a walk
မရှုပ်ထွေးရောဘယ်လိုလဲ How about we order pizza tonight ဒီည pizza မရင်ရောဘယ်လိုလဲ pizza ဆိုတာကကြောင့် pizza တိုင်းပေါ့နော် order ဆိုတာကကြောင့်မှာယူတာအစီအစဉ်ချတာဒီလိုမျိုးအဓိပ္ပာယ်ရပါတယ် tonight ဆိုတာကကြောင့်ဒီည How about we order pizza tonight ဒီည pizza မရင်ရောဘယ်လိုလဲ How about trying a different approach တခြားနည်းလမ်းတစ်ခုစူးစမ်းကြည့်မယ်ဆိုရင်ရောဘယ်လိုလဲ How about trying a different approach တခြားနည်းလမ်းတစ်ခုစူးစမ်းကြည့်မယ်ဆိုရင်ရောဘယ်လိုလဲ How about you join us for dinner ငါတို့နဲ့ဒီညစာလာစားမယ်ဆိုရင်ရောဘယ်လိုလဲ How about you join us for dinner ငါတို့နဲ့ဒီညစာလာစားမယ်ဆိုရင်ရောဘယ်လိုလဲ I'm thinking of plus buff ing ဒီမြန်မာလိုအဓိပ္ပာယ်ကကြောင့်တခုခုလို့ကိုစဉ်းစားနေတယ်အဲ့လိုလို့ကိုတွေးနေပြီပေါ့နော်ဒီလိုမျိုးလေးအဓိပ္ပာယ်ရပါတယ်ရှင်ကိုနားလည်သွားအောင်ဥမာလေးတွေကိုကြည့်ကြည့်ကြမယ် I'm thinking of buying a new car ကားအသစ်ဝယ်ဖို့စဉ်းစားနေတယ် buying ဆိုတာကကြောင့်ဝယ်သည်ဝယ်ယူသည်ပေါ့နော်သူ့ကို ing ပေါင်းပြီးတော့ perfect ing ပုံစံပြောင်းထားရဖြစ်ပါရှင် a new car ဆိုတာကကြောင့်ကားအသစ်တစ်စီးပေါ့နော် buying a new car ဆိုတာကကြောင့်ကားအသစ်တစ်စီးဝယ်တာပေါ့နော် I'm thinking of buying a new car ကားအသစ်တစ်စီးဝယ်ဖို့စဉ်းစားနေတယ် I'm thinking of taking an English course အင်္ဂလိပ်သင်တန်းတစ်ခုတက်ဖို့စဉ်းစားနေတယ် course ဆိုတာကကြောင့်သင်တန်းပေါ့နော် I'm thinking of starting a small business စီးပွားရေးလုပ်ငန်းအသေးစားတစ်ခုစဖို့စဉ်းစားနေတယ် business ဆိုတာကကြောင့်စီးပွားရေးပေါ့နော် I'm thinking of changing my hair color ငါ့ရဲ့စပင်ကိုအရောင်ပြောင်းဖို့စဉ်းစားနေတယ် hair color ဆိုတာကကြောင့်စပင်အရောင် I've decided to plus buff သူမြန်မာလိုအဓိပ္ပာယ်ကကြောင့်တခုခုလုပ်ဖို့ဆုံးဖြတ်လိုက်ပြီးအဲ့လိုမျိုးအဓိပ္ပာယ်ရပါရှင်ပို့ပြီးတော့နားလည်သွားအောင်ဥမာလေးတွေကိုကြည့်ကြည့်ကြမယ် I've decided to learn how to cook ဘယ်လိုချက်ပြအောင်လဲဆိုတာလေ့လာဖို့ငါဆုံးဖြတ်လိုက်ပြီ I've decided to go back to school ကျောင်းပြန်တက်ဖို့ဆုံးဖြတ်လိုက်ပြီ go back ဆိုတာကကြောင့်ပြန်သွားတာပေါ့နော် school ဆိုတာကကြောင့်ကျောင်း I've decided to go back to school ကျောင်းပြန်တက်ဖို့ဆုံးဖြတ်လိုက်ပြီ I've decided to be more positive ပိုပြီးတော့အကောင်းမြင်တတ်ဖို့ဆုံးဖြတ်လိုက်ပြီ I've decided to quit smoking ဆေးလိပ်ဖြတ်ဖို့ဆုံးဖြတ်လိုက်ပြီနောက်တစ်ခုကကြတော့ do you mind if I ပြီးနောက်ကကိုပြောချင်တာလေးကိုလိုက်ထည့်ပေးလို့ရတယ်ပေါ့နော်သူရဲ့မြန်မာလိုအဓိပ္ပာယ်ကကြကိုလိုက်ရင်စိတ်ထဲရှိမလားအဆင်ပြေမလားပေါ့နော်အဲ့လိုမျိုးလေးအဓိပ္ပာယ်ရပါရှင် Do you mind if I sit here ကျွန်တော်ဒီမှာထိုင်လို့ရမလား sit ဆိုတာကကြထိုင်ပြီးပေါ့နော် here ဆိုတာကကြဒီနေရာ Do you mind if I sit here ကျွန်တော်ဒီနေရာမှာထိုင်လို့ရမလားကျွန်တော်ဒီနေရာမှာထိုင်စိတ်ရှိမလားပေါ့နော်Do you mind if I open the window ကျွန်တော်ပြင်းပေါက်ဖွင့်လို့ရမလား Open ဆိုတာကကြောင့်ဖွင့်သည် window ဆိုတာကကြောင့်ပြင်းပေါက် Open the window ဆိုလို့ရှိရင်ပြင်းပေါက်ကိုဖွင့်သည် Do you mind if I open the window ကျွန်တော်ပြင်းပေါက်ဖွင့်လို့ရှိရင်စိတ်ရှိမလားကျွန်တော်ပြင်းပေါက်ဖွင့်လို့ရမလားပေါ့နော် Do you mind if I use your charger မင်းရဲ့အသွင်ကြိုးလေးသုံးလို့ရမလား Charger ဆိုတာကကြောင့်အသွင်ကြိုးပေါ့နော် use ဆိုတာကကြောင့်အသုံးပြုသည် Do you mind if I use your chargerကျွန်တော်မင်းအသွင်ကြိုးလေးသုံးရင်စိတ်ရှိမလားမင်းအသွင်ကြိုးလေးသုံးလို့ရမလား Do you mind if I leave a bit early today ကျွန်တော်ဒီနေ့စောစောထွက်လို့ရမလားပေါ့နော် a bit ဆိုတာကကြောင့်အနေငယ် early ဆိုတာကကြောင့်စောစောပေါ့နော် leave ဆိုတာကကြောင့်ထွက်ခွာသည် Do you mind if I leave a bit early today ကျွန်တော်ဒီနေ့စောစောထွက်လို့ရှိရင်စိတ်ရှိမလားကျွန်တော်ဒီနေ့စောစောထွက်လို့ရမလားပေါ့နော်နောက်တစ်ခုကကြောင့် it's time to ပြီးတော့နောက်ကကိုပြောချင်တာလိုက်ထည့်ပြီးလို့ရတယ်ပေါ့နော်သူရဲ့မြန်မာလိုအဓိပ္ပာယ်ကကြောင့်တခုခုလို့ပို့အချိန်တန်ပြီတခုလို့ပို့အချိန်ရောက်ပြီဒီလိုမျိုးလေးအဓိပ္ပာယ်ရပါရှင်ပို့ပြီးတော့နားလည်သွားအောင်ဥမာလေးတွေကိုကြည့်ကြည့်ကြမယ် It's time to go to bed အိပ်ဖို့အချိန်ရောက်ပြီ go to bed ဆိုတာကကြောင့်အိပ်သည်အိပ်ရာဝင်သည်ပေါ့နော် It's time to go to bed အိပ်ဖို့အချိန်ရောက်ပြီ It's time to start the meetingအစည်းအဝေးစဖို့အချိန်ရောက်ပြီ start ဆိုတာကကြောင့်စတင်သည် meeting ဆိုတာကကြောင့်အစည်းအဝေးပေါ့နော် start the meeting ဆိုလို့ရှိရင်အစည်းအဝေးစသည် It's time to start the meeting အစည်းအဝေးစဖို့အချိန်ရောက်ပြီ It's time to take a break နားဖို့အချိန်ရောက်ပြီ take a break ဆိုတာကကြောင့်အနားယူသည်နားသည် It's time to take a break အနားယူဖို့အချိန်ရောက်ပြီ It's time to make a choice ရွေးချယ်ဖို့အချိန်ရောက်ပြီ make a choice ဆိုတာကကြောင့်ရွေးချယ်မှုပြုလုပ်တာရွေးချယ်ရပေါ့နော် It's time to make a choice ရွေးချယ်ဖို့အချိန်ရောက်ပြီ I'm used to ကိုကတခုခုလောက်ရတာအချင်းဖြစ်နေပြီကျင့်သားရနေပြီဆိုလို့ရှိရင် I'm used to နဲ့တွဲပြီးတော့သုံးပေးလို့ရပါတယ်ရှင်ပို့ပြီးတော့နားလည်သွားအောင်ဥမာလေးတွေကိုကြည့်ကြည့်ကြမယ်
I'm used to waking up early စိုးစိုးထားရတာအကျင့်သားရနေပါပြီ waking up ဆိုတာကကြောင့်အိပ်ယာနိုးတာပေါ့နော် early ဆိုတာကကြောင့်စောစော I'm used to waking up early စိုးစိုးထားရတာအကျင့်သားရနေပါပြီ I'm used to the spicy food ဆက်တဲ့အစားအစာတွေစားရတာအကျင့်သားရနေပါပြီ spicy food ဆိုတာကကြောင့်ဆက်တဲ့အစားအစာတွေဖြစ်ပါတယ် I'm used to the spicy food ဆက်တဲ့အစားအစာတွေစားရတာအကျင့်သားရနေပါပြီ I'm used to working in a busy office အလုပ်များရဲ့ရုံးမှာအလုပ်လုပ်ရတာအကျင့်သားရနေပါပြီ busy office ဆိုတာကကြောင့်အလုပ်များရဲ့ရုံးအလုပ်ရှုပ်တဲ့ရုံးပေါ့နော် I'm used to working in a busy office အလုပ်များရဲ့ရုံးမှာအလုပ်လုပ်ရတာအကျင့်သားရနေပါပြီ I'm used to the cold weather now အခုတော့အေးတဲ့ရာသီဥတုကိုကျင့်သားရနေပါပြီ cold weather ဆိုတာကကြောင့်ရာသီဥတုအေးတာအေးတဲ့ရာသီဥတုပေါ့နော် now ဆိုတာကကြောင့်အခု I'm used to the cold weather now အခုတော့အေးတဲ့ရာသီဥတုကိုကျင့်သားရနေပါပြီ You should have တခုခုလုပ်ခဲ့တင်တာအဲ့လိုပြောခဲ့တင်တာဒီလိုမျိုးပြောချင်လို့ရှိ You should have နဲ့တွဲပြီးတော့သုံးပြရပါတယ်ရှင်ပို့ပြီးတော့နားလည်တာဥမာလေးကိုကြည့်ကြည့်ကြမယ် You should have told me earlier စောစောပြောခဲ့တင်တာ told me ဆိုတာကကြောင့်ပြောတာပေါ့နော် earlier ဆိုတာကကြောင့်ပို့၍စောစော You should have told me earlier ငါ့ကိုပို့ပြီးတော့စောစောပြောခဲ့တင်တာ You should have brought an umbrella ထိတဲ့ချောင်းလောက်ယူလာခဲ့တင်တာ You should have called before coming မလာခင်ဖုန်းခေါ်ခဲ့တင်တာ You should have listened to your mother မင်းအမေရဲ့စကားကိုနားထောင်ခဲ့တင်တာနောက်ဆုံးတစ်ခုကတော့ I feel like ကိုကတခုခုဖြစ်တယ်လို့ခံစားရတယ်လို့ပြောချင်လို့ရှိရင် I feel like နဲ့တွဲပြီးတော့သုံးပြလို့ရပါတယ်ရှင်ပို့ပြီးတော့နားလည်တော့ဥမာလေးတွေကိုကြည့်ကြည့်ကြမယ် I feel like it's gonna rain မိုးရွာဝင်လို့ခံစားရတယ် going to ကိုစကားပြောရမှာဆိုလို့ရှိရင် gonna လို့အတန်ထွက်လို့ရှိပါတယ် I feel like it's gonna rain မိုးရွာဝင်လို့ခံစားရတယ် I feel like you're not telling me everything မင်းကငါ့ကိုအရာအလုံးမတွေ့ပြဘူးလို့ခံစားရတယ် tell ဆိုတာကကြောင့်ပြပြရပါတော့ everything ဆိုတာကကြောင့်အရာအလုံး I feel like you're not telling me everything မင်းကငါ့ကိုအရာအလုံးမပြောပြဘူးလို့ခံစားရတယ် I feel like I've been here before ငါအရင်ကဒီကိုရောက်ဖို့လို့ခံစားရတယ် I feel like a total beginner again ငါက beginner တယောက်လို့ခံစားရတယ်ဒီလိုမျိုးလေးသုံးလို့ရပါတယ်ရှင်ဒီဗီဒီယိုလေးကဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကတင်တဲ့အကျိုးရှိလိုက်မယ်လို့ပြောရင်းပါတယ်တကယ်လို့ဒီဗီဒီယိုလေးကတင်တဲ့အကျိုးရှိရဆိုတော့ YouTube channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင်ရှင် Thanks for watching bye